မွေးမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Baytril 9 ရာခိုင်နှုန်းအဓိကပါဝင်သည့်ဆေးအာနိသင်မှာ Enrofloxacin 50 ဂရမ်မီလီလီတာဖြစ်ပါသည်အသုံးပြုရန်အညွှန်းများခွေးနှင့်ကြောင်များတွင်အစာချေလမ်းကြောင်းအသက်ရှူလမ်းကြောင်းနှင့်စီးလိမ်အင်္ဂါလမ်းကြောင်းဆိုင်ရာဘက်တီးရီးယားကူးစက်မှုများအရေပြားရောဂါများဒဏ်ရာမှဒုတိယကူးစက်မှုများနှင့်အပြင်နားယောင်ရောဂါများအားကုသရန်နွားများဘက်တီးရီးယားသို့မဟုတ်မိုက်ကိုပလာစမာကြောင့်ဖြစ်သောအသက်ရှူလမ်းကြောင်းနှင့်အစာချေလမ်းကြောင်းရောဂါများဥပမာ Pasteurellosis, Mycoplasmosis, Colobacillosis, Cholesepticemia နှင့် Salmonellosis ကုသရန်ဗိုင်းရပ်စ်ကူးစက်မှုများဥပမာဗိုင်းရပ်စ်အဆုတ်ရောင်မှဆက်လက်ဖြစ်ပွားလာသောဒုတိယဘက်တီးရီးယားကူးစက်မှုများအားကုသရန်ဝက်များဘက်တီးရီးယားသို့မဟုတ်မိုက်ကိုပလာစမာကြောင့်ဖြစ်သောအသက်ရှူလမ်းကြောင်းနှင့်အစာချေလမ်းကြောင်းရောဂါများဥပမာ Pasteurellosis, Actinobacillosis, Mycoplasmosis, Colobacillosis, Cholesepticemia နှင့် Salmonellosis ကုသရန်Atopic rhinitis နှင့်နာကျင်ညအဆုတ်ရောင်ရောဂါကဲ့သို့သောရောဂါအမျိုးမျိုးပေါင်းစပ်ဖြစ်ပွားမှုများအားကုသရန်ခွေးကြောင်နွားဝက်များဆေးမတိုင်မီဖြစ်ပွားစေသောရောဂါပိုး၏ဆေးရင်ပါမှုစမ်းသပ်ချက်ဖြင့်အတည်ပြုပြီး Enrofloxacin ကိုဦးစားပေးရွေးချယ်ရမည့်ဆေးအဖြစ်ညွှန်းဆိုထားသည့်အခါမျိုးတွင်သုံးစွဲနိုင်သည်ဆေးပမာဏခွေးနှင့်ကြောင်ကို4ချိန်1ကီလိုဂရမ်လျင် Enrofloxacin 5 မီလီဂရမ်ကို4ချိန်10ကီလိုဂရမ်လျင်ဆေး1.3 မီလီလီတာနှုန်းဖြင့်အရေပြားအောက်တစ်နေ့လျင်တစ်ချိန်9ရက်အထိထိုးနိုင်သည်ဤထိုးဆေးဖြင့်စတင်ကုသပြီးနောက် Baytril Flavor Tablet ဆေးပြားများဖြင့်ဆက်လက်ကုသနိုင်သည်နွားကို4ချိန်1ကီလိုဂရမ်လျင် Enrofloxacin 2.5 မီလီဂရမ်ကို4ချိန်10ကီလိုဂရမ်လျင်ဆေး3.5 မီလီလီတာနှုန်းဖြင့်အရေပြားအောက်တစ်နေ့လျင်တစ်ချိန်3ရက်ဆက်ထိုးနိုင်သည်Salmonellosis နှင့်ရှုပ်ထွေးသောအသက်ရှူလမ်းကြောင်းရောဂါများအတွက်ဤဆေးပမာဏကိုအဆတိုး၍ကို4ချိန်1ကီလိုဂရမ်လျင် Enrofloxacin 5 မီလီဂရမ်ကို4ချိန်10ကီလိုဂရမ်လျင်ဆေး1.3 မီလီလီတာနှုန်းဖြင့်9ရက်ဆက်အထိထိုးနိုင်သည်အရေပြားအောက်ဆေးထိုးသည့်နေရာတစ်နေရာလျင်ဆေး10မီလီလီတာထက်ပို၍မထိုးသင့်ပါဝက်ကို4ချိန်1ကီလိုဂရမ်လျင် Enrofloxacin 2.5 မီလီဂရမ်ကို4ချိန်10ကီလိုဂရမ်လျင်ဆေး3.5 မီလီလီတာနှုန်းဖြင့်ကြွက်သားအတွင်းတစ်နေ့လျင်တစ်ချိန်3ရက်ဆက်ထိုးနိုင်သည်Salmonellosis နှင့်ရှုပ်ထွေးသောအသက်ရှူလမ်းကြောင်းရောဂါများအတွက်ဤဆေးပမာဏကိုအဆတိုး၍ကို4ချိန်1ကီလိုဂရမ်လျင် Enrofloxacin 5 မီလီဂရမ်ကို4ချိန်10ကီလိုဂရမ်လျင်ဆေး1.3 မီလီလီတာနှုန်းဖြင့်ရက်ပေါင်း9ရက်အထိထိုးနိုင်သည်ကြွက်သားအတွင်းဆေးထိုးသည့်နေရာတစ်နေရာလျင်ဆေးနှင့်1.5 မီလီလီတာထက်ပို၍မထိုးသင့်ပါဆေးရနားရန်အချိန်ကာလနွားအသားနှင့်အသေးအခြားကိုယ်တွင်းအင်္ဂါများ14ရက်ဝက်အသားနှင့်အသေးအခြားကိုယ်တွင်းအင်္ဂါများ10ရက်ကြိုတင်ရက်ပါလူစားသုံးရန်နို့ထုတ်ယူသောနို့တိုက်ကျွေးနေသောသတ္တဝါများတွင်အသုံးပြုခွင့်မရှိအသုံးမပြုပါနှင့်သိမ်းစင်းနှင့်6တွေ့အေးမြသောနေရာတွင်သိမ်းစည်းပါနေရောင်တိုက်ရိုက်မထိပါစေနှင့်မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တစ်ပိုင်းဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ